အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မင်ငါဈေးနှုန်းသက်သာပြီးပစ္စည်း quality ကောင်းတဲ့တူတော့ရေခဲတစ်တာလေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုမင်းပြပေးသွားမယ့်ရေခဲတစ်တာလေးကတော့ကိုဝေးတစ်စိတ်ထဲအဖြစ်ပြီးတော့သူ့ထဲမှာဆိုလို့ရှိရင်လည်း286လီတာအထိအောင်ဆန်တာမလို့မိသားစုများတဲ့သူတွေဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ရှင်အပေါ်ဘက်မှာဆိုလို့ရှိရင်တော့ freezer အခန်းလေးဖြစ်ပါတယ်ရှင် freezer အခန်းကတော့82လီတာအထိဆန့်ပါတယ်ရှင်automatic defrost system ပါဝင်တဲ့အတွက်ကြောင့်မလို့အေးခဲတဲ့အခါမှာလည်းရေခဲတွေထပ်ပြီးထူလာတာမျိုးမရှိအောင်အလိုလျောက်ရေဖြောပေးပြီးအေးကိုထိမ့်ပေးပါရရှင်အေး level ကိုလည်းချိန်ကြည့်လို့ရပါတယ်ရှင်အောက်ဘက်အေးကမ်းမှာဆိုရင်တော့အထဲမှာသုံးပြပေးထားတဲ့မှန်အကန့်တွေကလည်းတာမန်ထပ်ပို့ပြီးတော့ထူပါရရှင်တကားဘက်ရှက်တွေကလည်းကျဲလို့2လီတာရေတန်ဘူးတွေနဲ့အချိုရည်ဘူးအကြီးတွေနိုးဘူးတွေကိုပါအလွယ်တကူထိန်းထားလို့ရပါတယ်ရှင်ဒီကိုဝေးရေခဲတစ်တာလေးကမီးရဆောက်တက်တာပြီးတော့သူ့ရဲ့ compressor လှုပ်လှုပ်တဲ့အခါမှာလည်းအတန်ကိုရှော့ချပေးရမို့လို့ညဘက်တွေအိတ်ဆက်တဲ့အခါမှာလည်းအတန်တိတ်တိတ်နဲ့အလုပ်လုပ်ပေးနိုင်ပါတယ်ရှင်။ဈေးနှုန်းတက်တာပြီးပစ္စည်း quality ကောင်းတဲ့ရေခဲတစ်တာလေးကိုရှာနေရဆိုလို့ရှိရင်တော့ဒီကိုဝေးရေခဲတစ်တာလေးကိုစမ်းသုံးကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်။စိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့မမင်းတို့ရဲ့ A1 Mobile Electronics ဆိုင်မှာလာရောက်ဝယ်ယူအားပေးလို့ရနေပြီဖြစ်ပါတယ်ရှင်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။